ကိုကြီးအေးသားမှာလူတွေစီလိုက်လားဗာလေအကိုကြီးမင်္ဂလာပွဲမင်္ဂလာပွဲဆိုရင်ငါဘိုက်စားနေရတော့ကွာထမင်းစားခြင်းနေကွာအေးစားကန်ကြုံတော့မုတ်စိတ်ပြဆွဲပဲပေါ့ကိုကြီးဟာအတီးရကြီးဟမ်တို့နဲ့လည်းမသိပဲနဲ့ဖြစ်ပါမလားကွာဟာကိုကြီးကလည်းဖြစ်တာပေါ့တတိုးသားကိုငါတို့တငယ်ချင်းလိုပုံစံမျိုးနည်းနည်းဖော်ရှော်လေးဝင်လုံလိုက်မယ်အကွာသားနောက်ကနေဟန်မိုနီပဲလိုက်ပြီအဆင်ပြေလားကောင်းတာပဲကောင်းမယ်လားချစ်ဖို့ကောင်းတယ်နော်အာတငယ်ချင်းဟိုလာတာနောက်ကျသွားတယ်ကွာငါအစားမယုံဘူးအဲ့ဒါဖိတ်စာကိုအိမ်ကိုရောက်လာမှမင်းမင်္ဂလာဆောင်မှန်းသိတာဟုတ်တယ်တကယ်ကြီးမတွေ့တော့ကြာကြီးတို့တတိယနေတယ်မင်းတော့တော်ကြီးလာပြီအေးတက်ရပြီတက်ရစားရအောင်တက်မတန်ကိုတော့ဘယ်လိုလဲကိုတငယ်ရှင်းလားကိုလည်းမသိဘူးကိုလည်းတခါမှမမြင်ဘူးဟုတ်အကြောင်းတော့ကြီးမင်္ဂလာပါကိုကြီးမင်္ဂလာပါအနေကကြာပြီလားဒါကျွန်တော်ငယ်ချင်းလေဟာကျွန်တော်ငယ်ချင်းမင်္ဂလာပွဲအရင်ခင်ခဲ့ကြတာရင်တော့ဟုတ်တယ်နော်ဟုတ်တယ်ဟေးအရင်ခင်ခဲ့ကြတာဟာ no အဲ့ဒါလည်းမကောင်းဘူးလက်ဖက်တက်မှကောင်းမှတင်တယ်လက်ဖက်ဟောအကျနဲ့ရွာငံသား900မာတိုင်မာတန်ကိုပိုင်